はい、皆さんこんにちは。はい、ဒီနေ့ကတော့တကယ်ကျွန်တော်ဂျပန်မှာတရေ6ခန်းရပြောပြမယ်။ဂျပန်မှာတရေ6ခန်းရတယ်ဆိုတော့ကိုယ်တိုင်နဲ့6ခန်းရမှာပေါ့လေ။အခုအလုံးမှာဒူလုံးနေတဲ့တကယ်ချင်းပေါ့။ဒူလုံးနေတဲ့တကယ်ချင်းဂျပန်တကယ်ချင်းပေါ့လေ။သူတို့ငယ်ငယ်တော့6ခန်းရအောင်ပြောပြတယ်။6ခန်းရတယ်ဆိုရင်သူတို့ကဘယ်လိုပြောမလဲ။ဂျပန်နိုင်ငံမှာ6ခန်းတဲ့အကြောင်းတွေရှိတယ်ပေါ့ story တွေရှိတယ်။အဲ့လိုမျိုးဘာကြောင့်6ခန်းရတာလဲ။အဲ့လိုမျိုးသူတို့ဘလိုအိမ်ကြီးကဂျပန်နိုင်ငံဘလိုအိမ်ကြီးက6ခန်းရတာလေ6ခန်းရတက်တာလေအဲ့လိုမျိုးအကြောင်းဟိုဟာအိမ်ကြီးရှိတယ်ကွာဒီကအဲ့လိုမျိုးအဲ့လိုသူတို့ဆိုင်းတော်နေတယ်သူပြောတဲ့အခါမှာမြန်မာနိုင်ငံမှာလည်း6ခန်းရတာပေါ့လေမြန်မာနိုင်ငံမှာတော့တစ်ခါမှ6ခန်းပေါ့လေသူဆို6ခန်းရတယ်တဲ့ခင်ဗျားကဘယ်6တာဆိုတော့သူတို့အိမ်ကြီး6တာသူတို့ရဲ့သူနေကြည့်ရတာသူအဖွားအိမ်နေရထင်ပါတယ်သူအဖွားအိမ်မှာနေရဆိုသူအဖွားအိမ်မှာအဖေတွေကဘယ်လိုပြောမလဲဆုံးသွားပြီပေါ့လေသူဖွားရဲ့အဖေတွေဆိုဆုံးသွားတဲ့အခါမှာသူတင်ញိုင်းကုန်းဆိုတာရှိရပေါ့တင်ញိုင်းကုန်းသူတို့တင်ញိုင်းကုန်းတက်ပြီးတော့လို့ရှိရင်အဲ့ဒီသူတို့တင်ញိုင်းကုန်းရဲ့သူတို့အဖိုးရဲ့မှာအယိုးပြတော့သူတို့အယိုးလို့ပြောတာပဲအယိုးတွေဟုတ်တယ်သူတို့အိမ်အောင်မှာလည်းဘယ်လိုပြောတင်ញိုင်းကုန်းတစ်ခုအနေနဲ့ဘယ်လိုမျိုးအမှတ်တရအနေနဲ့ထားတယ်ပေါ့လေအဲ့လိုမျိုးထားတယ်ပေါ့ဒီလိုတခြားအဆောက်အဦတစ်ခုနေရာတစ်ခုလုပ်ပြီးတော့ထားနေပေါ့အမှတ်တရဖြစ်အဲ့မှာပဲသူတို့ဝတ်ပြုရင်ပြုတယ်အဲ့လိုမျိုးအမှတ်တရအနေနဲ့ကြောတယ်ပေါ့လေအဲ့လိုမျိုးထားကြတယ်အဲ့ဒါကိုအဲ့အိမ်မှာသူတို့မိသားစုနေတယ်ပေါ့လေသူအဖွားတွေကတော့မရှိတော့တယ်တခြားနေပြောင်းသွားပြီတဲ့အဲ့လိုပြောင်းသွားတဲ့အချိန်မှာအဲ့အယိုးတွေကြံနေခဲ့တာတကယ်ကြလို့ရှင်သူတို့အဖွားတွေပြောင်းလို့ရှင်အဲ့အယိုးတွေအနေကိုဟိုတည်သွားတာတဲ့တကယ်သူတို့ကတည်မသွားပေါ့လေမတည်ရသေးဘူးပေါ့လေအဲ့ဒီနေအဲ့ချိန်မှာသူတို့ဘယ်လို6ခန်းရလဲဆိုလို့ရှိရင်6ခန်းရတော့ဘယ်လိုပြောရမလဲ6ခန်းရတော့မြန်မာနဲ့အတူတူပေါ့လေဒီလားဂျပန်လို6တော့မဟုတ်ဘူးပေါ့ဘယ်လို6ခန်းရတော့ဘယ်လိုပြောအိတ်နေအဲ့လိုမျိုးတခါကြီးရတာဂျုံအဲ့လိုမျိုးတောက်ချောက်ဖြစ်တာပေါ့လေအဲ့လိုမျိုးပိတ်လိုက်အဲ့လိုဖွင့်လိုက်အဲ့လိုပိတ်လိုက်ဖွင့်လိုက်ကြီးဆိုပိတ်လာလိုက်ဟိုဂျပန်နိုင်ငံတွေကကြဘယ်လိုပြောအောင်ကြက်ထိုးထားလို့မရဘူးသူတို့ကဘယ်လိုပြောအောင်ဒီတိုင်းပဲစီတာအဲ့လိုမျိုးအပြင်းနဲ့ဖွင့်လို့ရှိရင်လည်းရတယ်အဲ့လိုမျိုးတခါကြီးအဲ့လိုလက်လာလိုက်အဲ့လိုပိတ်လာလိုက်ဖြစ်တယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုပြောအောင်မလို့အိတ်နေနဲ့အဲ့လိုလှုပ်မရတာဖြစ်တယ်အဲ့လိုအားလုံးကတော့လှုပ်မရဘူးပေါ့လေအဲ့လိုခန္ဓာကိုယ်လှုပ်မရဘူးအဲ့လိုအိမ်မက်တွေပဲလေပြင်းပါပေါ့လေအဲ့လိုမျိုးတွေကြုံရတယ်တဲ့အဲ့လိုမျိုးဖြစ်ပြီးတော့နောက်ပိုင်းသူတို့အိမ်မှာမနေတော့ဘူးပေါ့လေမနေတော့ပဲနဲ့တခြားနေရာပြောင်းသွားပေါ့လေအဲ့ကျမှတက်တာသွားတယ်ပေါ့လေအဲ့လိုမျိုးဂျပန်မှာကျတော့ဘယ်လိုပြောအောင်မလို့အဲ့လိုမျိုးဘိုးဘွားစင်ဆက်တီးကြတဲ့နေခဲ့တဲ့အိမ်တွေပေါ့လေအိမ်ကြီးအဲ့လိုမျိုးအဟောင်းတွေပေါ့လေအိမ်အစ်စ်မဟုတ်တိုက်ခန်းတွေတွေပါတော့မဟုတ်တိုက်ခန်းတွေဆိုတော့လည်းဘာမှပြဿနာမရှိဘူးထင်ပါတယ်အဲ့လိုမျိုးအဲ့လိုဘိုးဘွားတွေကနေပြီးတော့အဲ့လိုမျိုးနေနောက်ပိုင်းကျသူတို့မနေတော့တခြားနေရာပြောင်းသွားပြီးဒီနေရာကိုတခြားတန်းရှင်းပြီးလို့ရှိရင်လူငါးပြန်တင်အဲ့အချိန်မှာအဲ့လိုမျိုးလူတွေကပြောင်းသွားရင်မပြောင်းတဲ့ဟာတွေရှိရပါလေအဲ့ရှိတဲ့ဟာတွေကအဲ့လို6တာတွေရှိရပါလေကိုတော့တခါမှကြောက်ခံအောင်အဲ့လိုမျိုးဒီမှာဂျပန်မှာအိမ်တစ်တွေလည်းနေဦးတယ်အိမ်အဟောင်းတွေလည်းနေဦးတယ်အိမ်အဟောင်းဆိုရင်တအားရောဟောင်းနေမှာမဟုတ်ပေါ့လေအဲ့လိုမျိုးမိသားစုတွေနေတဲ့အိမ်ပေါ့လေနှစ်3တက်အဲ့လိုမျိုး share house တွေပါနေဦးတယ်ဒါပေမဲ့မ6ခံအောင်ဒါပေမဲ့သူတို့6ခန်းတယ်တဲ့သူတို့လည်းတစ်ခါပဲ6ခန်းတာမသိဘူးအဲ့လိုမျိုးအဲ့ဘယ်လိုပြောမလဲအဲ့အယိုးတွေထားနေပတ်သက်ပြီးတော့သူတို့မှာဘယ်လိုပြောမလဲယာဆုမီနားရဲဆိုရှိတယ်ပေါ့ယာဆုမီလို့ခေါ်တာပေါ့ဂျပန်လို့ဆိုရင်ဂျပန်နားရဲပေါ့လေသူတို့ဆိုရအသက်မှတ်ထားတယ်လို့မြန်မာနိုင်ငံမှာဆိုရင်တင်းကျပ်နားရဲတို့ပြန်တချံပေးရတူတူပဲဒီမှာဆိုရင်လည်းအဲ့အိုဘုံယာဆုမီဆိုတာရှိတယ်အိုဘုံယာဆုမီဆိုတာရှိအဲ့အိုဘုံယာဆုမီမှာအဲ့လိုမျိုးတင်ញိုင်းကုန်းမှာရှိတယ်တင်ញိုင်းကုန်းသွားပြီးတန်းရှင်းလောက်ကြတယ်အဲ့လိုမျိုးမြို့မှာသွားပြီးတက်ပြီးလုံးနေတဲ့သူတွေကအဲ့လိုမျိုးမိသားစုတည်ပြန်လာအကုန်လုံးပြန်လာပြီးတော့အဲ့လိုမျိုးမိသားစုပြန်လာပြီးတော့အဲ့အခုတင်ញိုင်းကုန်းတွေပါလေအုပ်ကူတွေပါလေတန်းရှင်းလောက်တယ်ဟိုကြော့တယ်ပေါ့လေအမတ်တရအနေနဲ့ပြုလုပ်တယ်ပွဲတော့ပေါ့လေရဆုမီလောက်တယ်3-4ရက်လောက်တော့နားတယ်အဲ့လိုမျိုးနားတယ်အဲ့လိုမျိုးရဆုမီတွေရှိတယ်ပေါ့လေအဲ့ဂျပန်နိုင်ငံမှာလေအဲ့လိုရဆုမီဆိုရင်ဒီမှာတအားလမ်းကျက်တယ်ပေါ့လေဟိုလိုပဲမြန်မာနိုင်ငံလိုပဲအဲ့လိုမျိုးယထာတွေအဲ့လိုမျိုးကြီးတဲ့ယထာတွေအဲ့လိုဘတ်စကားတွေအကုန်လုံးကျက်တယ်ပေါ့လေအချင်းတို့ဈေးကြီးတယ်အဲ့လိုမျိုးသူတို့ကပိတ်ပေးမယ်ကိုရီးယားစားလို့ဆိုင်လောက်တာဆိုတော့မပိတ်ဘူးပေါ့လေသူတို့ပိတ်ပြီးဆိုရင်ကိုရီးယား share လောက်ရတာပဲအဲ့လို share ကျုံးနေအောင်လောက်ရတာအဲ့လိုမျိုးလောက်သူတို့ကပိတ်ရဆိုတော့လေအိမ်ပြန်တယ်အဲ့လိုမျိုးမိသားစုတွေနဲ့ထွက်ပြီးတော့အဲ့လိုမျိုးအပြင်စားတွေစားတယ်ပေါ့ဒီစားစားနေမှာရှော့ပတ်ပြီးစားတယ်အဲ့လိုမျိုးစားတဲ့အချိန်မှာကိုရီးယားတော့နားကားတာပဲဒါကတော့ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲတရေ6တဲ့အကြောင်းရဲ့အိုဘုံရဆုမီအကြောင်းရဲ့
အဲ့လိုမျိုးဂျပန်နိုင်ငံမှာဘယ်လိုအိမ်တွေကတရားချောက်တတ်တယ်ဆိုတာပြောသွားတာပေါ့နိနောက်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးဆုံကြမယ် bye bye